ကျွန်တော်တို့ဒီမှာရိုက်ကွေးကားရောက်လာပြီမှာနော်ကျွန်တော်ပစ္စည်းတင်ပြီးဆိုကျွန်တော်သွားတော့မှာဖြစ်ပါတယ်ကျွန်တော်ဝန်ထမ်းတွေလည်းအသစ်ဖြစ်နေပြီ Okay viewer တွေလည်းအကုန်လုံးတက်ကြနေကြည်ပေးကြပါဦး Okay ကျွန်တော်ရောက်ပါပြီဆိုတော့အထက်မှာကလေးနဲ့တက်တွေ့မှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကလေးတွေကို coming to ပြီးတော့ interview အစီအစဉ်နဲ့စားလိုက်မှာပေါ့နော်ကဲအားလုံးမျက်စိမိတ်ပြီးတော့နော်ခဏလေးဒီနေ့ဒီအစီအစဉ်လေးအတွက်ကျွန်တော်ဆူတောင်းဆက်ကပ်ကြရအောင်အသက်ရှင်တော်မူသောဖေဟာဒီကနေ့ကိုရောဖန်ဆင်းတော်မူโอเคပါဒီလိုမျိုးဘာခါကိုလည်းလှူပေးတဲ့အလှူရှင်တယောက်ရှိပါတယ်အဲ့လှူရှင်လည်းကျေးဇူးအများကြီးတင်ပါတယ် game ဆော့မယ်လက်ဆောင်တွေပေးပါမယ်ပြန်လာမယ်ဟုတ်ပြီလုံးရတော့ အဓိကတော့ကလေးတွေကကျွန်တော်နှလုံးသားပဲကျွန်တော်နှလုံးသားထဲမှာကလေးဒါကြောင့်သူတို့လေးတွေအတွက်ကျွန်တော်ကျမ်းမာရေးမနေ့ဆိုရင်ကျွန်တော်လမ်းလျှောက်ပဲပေါ့နေကလေးတွေနဲ့တူနောက်အားရင်ဂီတာတီးတင်ပေးတယ် ဒီထဲမှာဘာတွေပါမယ်လို့ထင်လဲရုပ်တွေလားရှက်ပြလဲရတော့မလားဖြဲရတော့မလားဒီနေရာကနေပြီးတော့ကျွန်တော်တို့ Studio Clip မြန်မာမိသားစုနဲ့ကျွန်တော်မိသားစုဒီဟာလေးမှာအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲ Bye bye